အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် survival ဆော့အောင်မှာဖြစ်ပါတယ် Minecraft survival ကိုနော်ဆော့အောင်မှာဖြစ်ပါတယ်ကဲအဲ့တော့အားလုံးပဲအဲ့ပါကြည့်ရှုလိုက်ပါဦးခင်ဗျာကဲရင်းတော့ကျွန်တော်ဆော့မယ်ဆိုတော့ကျွန်တော်ရောက်တာနဲ့ကျွန်တော်ဝက်ကိုလိုက်တက်ပဲโอเคအားခဏလေးဦးရမင်းပါကြည့်အဲ့တေသွားမယ်နော်တေသွားမယ်နော်ရအေးရပြီโอเคတော့ကျွန်တော်တို့ဘယ်လိုလုပ်အောင်ကျွန်တော်အခုအသားပြရရတယ်ဆိုတော့ကျွန်တော်ဘာလုပ်မှာလဲโอเคခုဘာလုပ်ရင်ကောင်းလဲတစ်ပင်တော့ခုံးမယ်တဲ့ကျွန်တော် Minecraft မဆော့တာကြာတော့နည်းနည်းဘာလို့မမေ့ပါဘာလို့မမေ့ပါတော့ကျွန်တော်โอเคအဲ့လိုမယ်နော်ရဲ့ဒီလိုဆက်မတော့ခင်ကျွန်တော်ရဲ့ Minecraft Spider Boy အကောင့်အားလုံးပဲ like and subscribe လုပ်ပေးကြဖို့မြစ်တာရဲ့ကံပါခင်ဗျာအဲ့လိုစားလိုက်ကြရအောင်โอเคမှာဒီမခုံးမယ်ဒီခုံးမယ်ဒီမနောက်ဗီဒီယိုမှာကျွန်တော်ဥပမာနော်ဟိုဟာဆော့ပြကျွန်တော် Roblox တို့ဘာလို့ဆော့ပြအောင်ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ကောင်းလောင်းလေးနှိပ်ခဲ့ပြီးကြံပေးချင်ပါတယ်โอเคပါโอเคနော်ရပ်တင်တေးပဲကွန်လိုရအောင်နော်ဒီ crafting table crafting table လောက်လိုက်လို့ရှိရင်ကျွန်တော်တို့အတွက်အကြောင်းလို့ကျွန်တော်ရောကျွန်တော်ဘာလုပ်အောင်လဲနော်မရဘူးဒီကျွန်တော်တော့လုပ်မယ်ပြီးတော့ကြောက်လို့မယ် because တခုလုံးလေပြင်ရအောင်ပါရှိအဲ့တခုလေပြရမယ်โอเคနော်ဒီကရာရေးမဘာလို့တော့ Minecraft မဆော့ရကြိုက်တယ်ဘာလို့လဲဒီတကယ် pro player မြန်မာ crafter တို့ဒီမှာ Nikki တို့မာလင်တို့လို့တကယ် player တွေ player တွေမဟုတ်နည်းနည်းပါဆော့တယ်โอเคရှောက်သွားမယ်ရမေပါဒီ mine တူမယ်ဟုတ်တယ် mine တူလိုက်ရှာရမယ်呀，喂，有明啦，来有啦，你别逼慢，有没别逼慢啊？有，一会儿别不那么需要嘞。Wait, darling. Wait, what? Roma baby. Lava. But. Thì chuyện là đang cái chuyện của mình mà Nếu bị chúng đốt vào.
ဒါကတော့ Minecraft App Store တာမဟုတ်ပါဘူးခင်ဗျာကြောင်ညာဝင်ပြရ what ဒီမှာတိုးတော့မှမတွေ့ဘူး what day what okay ဖိုင်တော့တူပါမယ်ခင်ဗျာ we oh okay မတူနေokay ဟုတ်ပြီကျွန်တော်တို့ဒီမှာတခုရှိကျွန်တော်နောက်ဗီဒီယိုမှာပါကွာ trailer နေလောက်အောင်ရှိပါတယ်အားလုံးပါရအောင်ဒီလိုနေတာပဲပြန်ပြီးဒီ Minecraft တခုလည်းမဟုတ်ပဲနဲ့ mobile က PUBG နဲ့PUBG Roblox တို့ပါကျွန်တော်ဆော့ပါတယ်ကျွန်တော် channel ကိုsubscribe လုပ်ထားပေးဖို့ကျွန်တော်ပြချင်ပါတယ်ခင်ဗျာရောက်မိုးလည်းချုပ်သွားပြီဆိုတော့မိုးချုပ်သွားပြီအားလုံးပဲဒီနေ့ဗီဒီယိုကဒီလောက်ပါတော့မိုးလည်းချုပ်နေပြီတော့မိုးချုပ်နေပြီတော့ကျွန်တော်နေ့မှဆက်တွေ့ကြမယ်ဘိုင်ဘိုင်